Okay မင်္ဂလာပါကျွန်တော်ဇာနေပါကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကကျွန်တော်တို့ဒီသင်ရဲ့ကွန်ပျူတာမျက်နှာပြင် desktop screen မှာပေါ့နော်ဘယ်လိုအလှဆင်မလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်လိုအပ်တဲ့ software လေးနဲ့အသုံးပြုပုံလေးကိုကျွန်တော်ဖော်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လိုအပ်တဲ့ software ကိုတော့ကျွန်တော်ရဲ့ Facebook post ထဲမှာတင်ထားတဲ့ Media Firefox link ကနေပြီးတော့ပဲ Media Fire link ကနေပဲ download ဆွဲပြီးလို့ကျွန်တော်ယူဆလိုက်ပါမယ်အဲ့တော့သင်ဆွဲထားတဲ့ download file ကဒီမှာရှိပါပြီအဲ့တော့ကျွန်တော်တို့အဲ့ဒီ file ကိုကျွန်တော်တို့ဖြည့်လိုက်ပါမယ် raw ဖြည့်ဖို့အတွက် extract to username ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့လုပ်လိုက်ပါပြီ okay ထို့အခါမှာကျွန်တော်တို့ raw ဖြည့်ပြီးသား file ဖြစ်သွားပါပြီအဲ့ဒီမှာမှကျွန်တော်တို့ထပ်ဝင်မယ်ဝင်ပြီးရတယ်အရင်ဆုံးကျွန်တော်တို့ Raymeter 2.4.exe ဆိုတဲ့ program လေးကိုကျွန်တော်တို့ run လိုက်ပါမယ် okay ဒီတော့လည်းတော့ standard installation နဲ့ပဲသွားမယ် next and after that next install okay အဲ့မှာကျွန်တော်တို့က run Raymeter ဆိုတဲ့ဥစ္စာကိုဒီ check box လေးမှာ on ထားပြီးတော့ပဲ finish နှိပ်လိုက်ပါမယ်ထို့အခါမှာကျွန်တော်တို့ welcome to Raymeter ဆိုတဲ့ message box ပေါ်လာတယ်ပြီးတော့တာနဲ့ကျွန်တော်တို့ဒီ welcome to Raymeter ဆိုတဲ့ဥစ္စာပေါ်မှာ right click ထောက်ပြီးတော့တာနဲ့ unlock skin ဆိုတဲ့ဥစ္စာကိုနှိပ်လိုက်ပါမယ်နောက်တစ်ခုကကျွန်တော်တို့ဘာထပ်သွင်းမလဲဆိုတော့ခုနကဖွင့်ထားတဲ့ folder တွေကနေပဲကျွန်တော်တို့ Iron Man ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ raw ထပ်ဖြည့်လိုက်ပါမယ်okay အဲ့တော့ကျွန်တော်တို့ဖြည့်ထားတဲ့ file တွေကိုဝင်လိုက်မယ်ဝင်ပြီးတော့လည်းကျွန်တော်တို့ Iron Man arm skin ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်ပြီး install okay ဒါဆိုရင်သူက install လုပ်ပြီးသွားပါပြီအဲ့တော့ဒီမှာအများကြီးပေါ်လာပါပြီခဏလေးသူ့ကိုဖျောက်ထားလိုက်ပါမယ်ပြီးသွားတာနဲ့ back ပြန်သွားမယ်သွားပြီးတာနဲ့ကျွန်တော်တို့ဒီ reset ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ double click နှိပ်ပြီး run လိုက်ပါမယ်သူ့ကိုလည်းအလားတူပဲ install ဆိုတာကိုနှိပ်လိုက်ပါမယ်ပြီးရင်ဒီ folder ကိုသင်ပိတ်ထားလို့ရပါပြီ okay အဲ့တော့ကျွန်တော်တို့ကဒီမှာလိုအပ်တဲ့ themes တွေတော့ရောက်လာပြီ themes တွေရောက်လာတဲ့အခါမှာကျွန်တော်တို့ကဒီ themes တွေကိုနေရာတခြားချမယ်ပေါ့နော်နေရာတခြားချမယ်ကျွန်တော်ကတော့ကျွန်တော်လိုချင်တဲ့အနေအထားလေးနဲ့ပဲကျွန်တော်ချမှာပါဒီကောင်ကသူကဒီ temperature ကိုပေါ်ပြပေးတဲ့ကောင်ဖြစ်ပါတယ် okay ဒီ reader ဆိုတဲ့ဥစ္စာကကျွန်တော်တို့မလိုတဲ့အတွက်ကြောင့်မလို့သူ့ကို right click နှိပ်ပြီးတော့ unlock skin ဆိုတာကိုနှိပ်လိုက်ပါမယ်ပြီးသွားတာနဲ့ visual ဆိုတဲ့ဥစ္စာကိုလည်းကျွန်တော်တို့ unlock screen လုပ်လိုက်ပါမယ်နောက်တစ်ခု note ဆိုတဲ့ဥစ္စာကိုလည်းကျွန်တော်တို့မလိုအပ်တဲ့အတွက်ကြောင့်မလို့ unlock skin ဆိုတဲ့ဥစ္စာကိုနှိပ်လိုက်ပါမယ်ပြီးသွားရင်ဒီကောင်ကိုနေရာရွှေ့ပါမယ်အခုလိုချတဲ့ position ကတော့သင်စိတ်ကြိုက် position ချလို့ရတယ်ခင်ဗျာ okay ပြီးသွားတာနဲ့ကျွန်တော်တို့အရင်ဆုံးဘာပြောင်းမလဲဆိုရင်ခုနက folder တွေက wallpaper တခုပေါ့နော် wallpaper ကတော့သင်စိတ်ကြိုက်ပုံထည့်လို့ရတယ်ဗျာကျွန်တော်ကတော့ဒီထဲမှာကျွန်တော်စိတ်ကြိုက်ပုံကျွန်တော်ထည့်တာသူ့ကိုအခုဒီကျွန်တော်ရဲ့ wallpaper ကျွန်တော်လုပ်မဲ့ wallpaper ကတော့ဒီလိုပုံလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ wallpaper ပေါ်မှာ right click ထောက်ပြီးရင် set as desktop background ဆိုတဲ့ဥစ္စာကိုနှိပ်လိုက်ပါပြီ okay ပြီးသွားတာနဲ့ကျွန်တော်တို့ကဒီ file တွေကမလိုအပ်တော့ဘူးဆိုတော့ကျွန်တော်ကတော့ဖြတ်လိုက်မယ်ခင်ဗျာဘာလို့ကျွန်တော်မှရှိတဲ့အတွက်ကြောင့်မို့လို့တင်တို့ကတော့မဖြတ်လဲရတယ်ဖြတ်လဲရတယ်ပေါ့နော်တင်ထားတာတော့ပိုကောင်းတာပေါ့အဲ့တော့ကျွန်တော်တို့ Raymeter ကိုဖွင့်ပြီးတော့လိုအပ်တာတွေကျွန်တော်တို့ထပ်လုပ်မယ်အဲ့တော့ကျွန်တော်တို့ဒီ test bar တွေက Raymeter ကိုဖွင့်လိုက်မယ်ပြီးသွားတာနဲ့ကျွန်တော်တို့ဒီ Illustro ဆိုတဲ့ဥစ္စာကကျွန်တော်တို့ပထမအဆုံးဖွင့်ခြင်း Raymeter install လုပ်ခြင်းမှာ Illustro ပေါ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့က Google service ကိုကျွန်တော်တို့က Google service ကို expand လုပ်မယ်ပြီးတော့ရင် google.ini ဆိုတာကို select နှိပ်ပြီးရင် load ဆိုတဲ့ဥစ္စာကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်သူကဒီဘက်မှာ Google ဆိုတဲ့ဥစ္စာလာပါပြီ okay ပြီးတော့လည်းကျွန်တော်တို့ကနောက်တစ်ခုကဒီထဲမှာကျွန်တော်တို့ကဒီကောင်လေးကို unlock skin နှိပ်လိုက်ပါမယ်အခုဒီထဲမှာဒီကောင်လေးရဲ့အားလုံးကတစုတစည်းတဲ့နောက်တစ်ခုပေါ့နော်ဒီမှာနိုင်ရှိတယ်ဒီနိုင်လေးကိုကျွန်တော်တို့ကမသုံးကျွန်တော်တို့ကဒီ 6ဆိုတဲ့နိုင်ကိုကျွန်တော်တို့သုံးမယ်ပြီးတော့ဒီကောင်ကို unlock skin နှိပ်လိုက်ပါမယ် system ကိုကျွန်တော်တို့ယူထားပြီးတော့ဒီဘက်ချမ်းကိုပို့လိုက်ပါမယ် okay ပြီးတော့ရင်သူအောက်ခဏချထားပြီးတော့ desktop နေရာ
desktop ကိုကျွန်တော်နေရာတခြားနေရာသေးစိတ်ပြန်ချပါမယ် ပြီးသွားရင်ကျွန်တော်တို့ Raymeter ကိုပြန်ပြီး desktop ပေါ်ပြန်တင်ရမယ်တင်ပြီးသွားတဲ့အခါမှာကျွန်တော်တို့ကအခုဒီဟာက Iron Man skin ပေါ့နော်အခုဒီအောက်ကဟာတွေကဒီကောင်တွေအကုန်လုံးက Iron Man နဲ့မှာပါတဲ့ skin တွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကနောက်ဒီ L6 ဆိုတဲ့တဲကနေပြီးတော့ကျွန်တော်တို့ကဘာကိုထည့်မလဲဆိုရင် Naio ထည့်မှာဖြစ်ပါတယ်အဲ့တော့ select ပေးတဲ့ကျွန်တော်တို့ load နှိပ်လိုက်ပါမယ်ပြီးသွားတာနဲ့သူ့ကိုအောက်ခဏချထားလိုက်ပါမယ်အဲ့တော့ခုနကကျွန်တော်တို့ Google တို့ဘာလို့တွေကိုကျွန်တော်တို့အောက်ဖက်ကိုချထားလိုက်မယ်ဗျသူနေရာခဏပေးထားပြီးတော့ system ကိုလည်းအောက်ချမယ် disk ကိုလည်းအောက်ချမယ် Google ကိုအရင်ဆုံးနိုင်ယူကျွန်တော်တို့အဲ့နေရာကိုရွှေ့လိုက်ပါမယ်အနေဆိုတဲ့ folder ကိုကျွန်တော်တို့ဘေးကိုခဏပေးထားမယ်အခုနိုင်ရတော့ဘယ်ဘက်တောင်းနေမှာပေါ့နော်ပြီးတော့ကျွန်တော်တို့က Google ကိုဒီမှာတင်မယ်ပြီးတော့တာနဲ့ disk ကိုဒီမှာထားမယ်ပြီးရင် system ကိုတူနောက်လိုက်ပို့မယ်အားလုံးပြီးသွားပြီဆိုတော့ကျွန်တော်တို့ကအခုဒီမှာဆိုရင်ကျွန်တော်တို့ Google ဆိုရင်လည်းကျွန်တော်တို့ဒီထဲမှာ search နေရာမှာကျွန်တော်တို့ click နှိပ်လိုက်ပြီးတာ ਨੇ ကျွန်တော်တို့ဥမာဆိုပါစို့facbook.com လို့နှိပ်လိုက်တာ ne ကျွန်တော်တို့က default browser နဲ့သူက Facebook ဆိုပြီးတော့ဒီမှာတက်လာပါလိမ့်မယ်အလားတူပဲကြိုက်တဲ့ဥစ္စာတွေရှာကျွန်တော်တို့ဒီထဲကနေပဲကျွန်တော်တို့တန်းပြီးတော့ရှာလို့ရပါတယ်နောက်တစ်ခုဒီ system ဆိုတာကသူက CPU usage တွေ RAM usage တွေနောက်ကဒီ SWAB usage တွေကိုသူကအသေးစိတ်ဖော်ပြပေးပါတယ်နောက်တစ်ခု disk မှာကျတော့သူက partition တင်းရဲ့ computer မှာရှိတဲ့ partition ကိုသူကဖော်ပြပေးမှာဖြစ်ပါတယ်အခုကျွန်တော်စီမှာရှိတာက CEGS ရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဒီထဲမှာပြတာက C နဲ့ D ပဲပြတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဒီကောင်းကို edit ပြန်လုပ်ဖို့အတွက်သူ့ပုံမှာRaymeter ဆိုတဲ့ program လေးကိုပြန်ဖွင့်တယ်ပြီးတော့တာနဲ့သူက Illustro ထဲမှာပါတဲ့အတွက်ကြောင့်မလို့သူက disk ထဲမှာကျွန်တော်တို့ကသုံးနေတဲ့ဥစ္စာက disk 2ကိုသုံးနေတာ disk 2သုံးနေဆိုတာက1 disk နဲ့2 disk 1 disk ဆိုတော့ကသူက system partition တစ်ခုတည်းကိုပဲပြမယ်သူဆိုရင် okay 2 disk ဆိုရင်သူက partition နှစ်ခုကိုသူကပြမယ်အဲ့မှာကျွန်တော်တို့ edit ပြန်လုပ်မယ်ဆိုတော့တကယ်တမ်းကျွန်တော်တို့ရှာမှာတကယ်တမ်းကျွန်တော်တို့ကွန်ပျူတာထဲမှာရှိတာက C ရဲ့အဓိကကျွန်တော်စီမှာဆိုရင် C ရဲ့ G ရဲ့အဓိကသုံးတာပေါ့နော်အဲ့တော့ကျွန်တော်တို့ G data partition ကိုကျွန်တော်တို့ဖော်ပြမှာဖြစ်လို့ကျွန်တော်တို့ဒီမှာရှိတဲ့ D ဆိုတဲ့ဥစ္စာလေးကိုကျွန်တော်တို့ကရှာမယ်အဲ့တော့ keyboard ကနေပြီးတော့ဒီ notepad ထဲမှာဝင်လာပြီဆိုရင်လွတ်တဲ့နေရာမှာ click ချက်ချပြီးတော့လည်း keyboard ကနေ control F နှိပ်လိုက်ပါမယ်ပြီးရင် D column လို့ရိုက်လိုက်ပါမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ disk 2 D column ဆိုတဲ့ဥစ္စာကိုပြပါပြီသူ့ကိုပိတ်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော်တို့ခုနက my computer ထဲမှာထည့်ခြင်းတဲ့ drive letter က data G drive letter G ကိုထည့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအဲ့နေရာမှာ G column လို့ရိုက်လိုက်ပါမယ်ပြီးတော့တာ ਨੇ သူ့ကို control S တစ်ချက်နှိပ်ပြီးရင်ပိတ်လိုက်မယ်ပြီးရင် refresh လုပ်လိုက်မယ်ဒါဆိုရင် drive letter G ဆိုတာကိုပြပါပြီအလားတူပဲကိုကထည့်ခြင်းတဲ့ Z ဆိုတဲ့ဥစ္စာကိုထည့်ခြင်းတဲ့ဆိုရင်ကျွန်တော်ခုနအတိုင်းပဲ control F နဲ့ရှာပြီးရင် G column လို့ရိုက်လိုက်ပြီးတော့တာ ਨੇ ကျွန်တော်တို့အဲ့အောက်မှာထပ်ပြီးတော့ disk 3 equal to z column လို့ရိုက်ပြီးတော့ control S နှိပ်လိုက်ပြီးတော့ဒီကောင်ကိုပိတ်လိုက်ပါမယ်ပြီးရင် refresh လုပ်လိုက်ပါမယ်ဒါပေမဲ့သူကဘာလဲဆိုရင်အထဲမှာရှိတဲ့ကုတ်တွေကိုကျွန်တော်ထပ်ပြင်အောင်မှာဖြစ်တဲ့ကြောင့်မလို့ဒီဟာကတက်လာမှာမဟုတ်ပါဘူးအဲ့တော့အသေးစိတ်ကုတ်တွေကတော့ကျွန်တော်လည်းအဲ့လောက်ကြီးမရှာနိုင်တော့ဘူးအဲ့တော့ခုနကပြောတဲ့ဒီ C partition နဲ့ data system partition နဲ့ data partition ကိုပေါ်ပြဖို့အတွက်ကခုနကလိုမျိုးပေါ့နော်ဥပမာသူက C နဲ့ D လို့ပဲပေါ်ပြတယ် D ကိုကျွန်တော်တို့ D ကိုရှာဖို့အတွက်ကို keyboard ကနေပြီးတော့ control F ဒီ notepad ထဲမှာဝင်နေပြီဆိုရင် keyboard ကနေ control F ကိုနှိပ်တယ်နှိပ်ပြီးတော့ကျွန်တော်တို့က G column လို့ရိုက်လိုက်ပြီးတော့ရှာလိုက်တာD column လို့ရိုက်လိုက်ပြီးရှာလိုက်တာ ਨੇ ကျွန်တော်က D column ကိုတွေ့သွားပြီလားကျွန်တော်အဲ့ဒါကို select ပြန်မှတ်ပြီးရင် G column လို့ရိုက်လိုက်တာ ਨੇ ဒီ disk မှာသူကလာပြပါပြီသူ့မှာ free space နဲ့ use space ကိုသူကဖော်ပြပေးရတယ် okay နောက်တစ်ခုကျွန်တော်တို့ Google ဆိုတဲ့ဥစ္စာကိုပြင်မယ် Google ဆိုတဲ့ဥစ္စာကိုပြင်ဖို့တော့ကသူက Illustro ထဲမှာ Illustro themes ထဲမှာပါတဲ့အတွက်ကြောင့်မလို့ Google ကိုသွားတယ်ပြီးရင် google.ini ကိုဝင်တယ်ပြီးရင် edit ဆိုတာကိုနှိပ်တယ်ကျွန်တော်တို့ဟောဒီစာကိုပြင်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ keyboard ကနေပြီးတော့ control F ကိုနှိပ်ပြီးရင် GOOGLE လို့ရိုက်ပြီးတော့ enter ခောက်ပြီးရှာပါမယ် okay text equal to open inverted comma google close inverted comma အဲ့တော့ကျွန်တော်တို့က Google ဆိုတဲ့ဥစ္စာကိုကျွန်တော်ဘာနာမည်ပြောင်းပါလဲအခုကျွန်တော်ကတော့ကျွန်တော်နာမည်နဲ့ကျွန်တော်ပြောင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ UZANI SEARCH box ဥစားနေ search box လို့ကျွန်တော်ကရိုက်ပြီးတော့ control S နှိပ်လိုက်တယ်ပြီးရင်သူပိတ်လိုက်တယ်ပြီးရင်
refresh လုပ်လိုက်မယ်ဒါဆိုရင်ဥစားနေ search box ဆိုတဲ့ဥစားဖြစ်သွားပါပြီအလားတူပဲ system ကိုပြင်ကျင်နေဆိုလဲအလားတူပဲကျွန်တော်တို့ Elastic Themes တက်မှာပါတဲ့ system ကိုဝင်မယ် system ini URL နဲ့ edit ထက်ကနေမှကျွန်တော်တို့ control F နဲ့ရှာမယ် SYSTM system သူကဘာပဲလို့ text equal to open inverted comma text system close inverted comma ဆိုပြီးပြတယ်အဲ့တော့ system ဆိုတဲ့ဥစ္စာမှာကျွန်တော်တို့က UZAR NI apostrophe SYSTM system ဆိုပြီးတော့ကျွန်တော်တို့က control S နဲ့တဲ့ပိတ်လိုက်မယ် refresh လုပ်လိုက်မယ်ဒါဆိုရင်ဒီမှာလည်းသူကပြန်ပြင်နေပါပြီ okay နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ကအခုဒီ desktop မှာရှိတဲ့ icon တွေကနည်းနည်းကြီးနေတယ်မှာကျွန်တော်တို့က icon တွေကိုသေးမယ်ဆိုတော့ကျွန်တော်တို့ right click နဲ့ desktop အလုပ်တဲ့နေရာမှာ right click view တွေကိုဝင်ပြီးရင် small icon ဆိုအောင်ပြောင်းပြီးတော့ကျွန်တော်တို့ကဒီ icon တွေကိုနေရာတခြား adjust လုပ်လိုက်ပါမယ်နောက်တစ်ခုတကယ်တမ်းပေါ့နော်ဒီ themes တွေချိန်နေဆိုတော့ desktop မှာဘာ icon မှမရှိတာပိုကောင်းနေတယ်ဒါပေမဲ့ကျွန်တော်ကတော့လိုအပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် icon တင်ထားတာနောက်တစ်ခု text bar ကိုကျွန်တော်တို့ hide လုပ်မယ် auto hide လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ text bar ကိုသွားမယ် right click နဲ့ properties tab ကိုဝင်တယ်ပြီးတော့လည်းကျွန်တော်တို့က hori နေရာမှာ text bar tab ထဲမှာ auto hide text bar ဆိုတဲ့ဥစ္စာကိုနေ apply okay နေလိုက်မယ်ဒါဆိုရင် themes က think computer ပုံဝင်ခြင်း theme window တက်ချင်းမှာလည်း themes ကဒီတိုင်းသွားမယ်နောက်တစ်ခုဒီဘက်ထဲမှာရှိတဲ့ဥစ္စာတွေကတချို့ဟာတွေကလုံးတယ်ဗျဥပမာဆိုပါဆိုကျွန်တော် Gmail ကိုဖွင့်မယ်ဆိုရင်ကျွန်တော်တို့ home နေရာကိုသွားလိုက်တယ် Gmail နှိပ်လိုက်တယ်ဆိုတာနဲ့သူက default browser နဲ့သူက Gmail ဆိုပြီးတက်လာပါလိမ့်မယ် okay အလားတူပဲကျွန်တော်တို့ Facebook ဆိုလဲ Facebook နေရာကိုသွားပြီးရင်ကျွန်တော်တို့ click ချက်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ Facebook ဆိုတဲ့ဥစ္စာကဒီမှာတက်လာပါလိမ့်မယ်တချို့တော်တော်များများကတော့ရတယ်ဗျဥပမာဒီဘက်ချမ်းဟာတွေတော်တော်များများရဒီဘက်ချမ်းဟာတွေကတော့ fake တွေများတယ်ဗျအဲ့တော့အဓိကတော့ကျွန်တော်တို့ themes လှနေတာပေါ့နော်တင်းရဲ့ desktop ပေါ်မှာဘာ themes လဲဘာ window လဲဆိုတဲ့ပုံစံမျိုးထင်အောင်ထင်မှားဖြစ်သွားအောင်လုပ်တဲ့ပုံစံမျိုးလေးပါကဲအားလုံးပဲအဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါ